Hormone အားနေပြီးလူကောင်းညက်တဲ့ယောဂကြောင့်အပေခံရတဲ့မက်ဆီ Mr. Lionel Messi. Messi, le mueve la máquina. Champions of the world! Messi away. ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ကမ္ဘာဖလားစုကြီးကိုစွတ်ခိုးသွားတဲ့ကျွန်တော်တို့ရဲ့ God ကြီးမက်ဆီရဲ့အကြောင်းလေးပဲဖြစ်ပါတယ်သူ့ရဲ့ငယ်ဘဝကဘယ်လိုလဲသူကဘယ်လိုလူမျိုးလဲအခုလူကဘာမှာဟူကြော်တဲ့ကစားသမားတစ်ယောက်ဖြစ်အောင်ဘယ်လိုစူးစမ်းခဲ့လဲဆိုတာကျွန်တော်ပြောပြပေးချင်ပါတယ်¿Cuál es tu ídolo como jugador? Maradona. ¿Cuál es tu sueño? Jugar en la selección argentina. Lionel Messi ကိုအာဂျင်တီးနားမှာမွေးဖွားခဲ့ပြီးမိသားစုကအတော်လေးစင်းရဲရှာပါတယ်အဖေကတော့စိတ်ယုံအလုပ်သမားအမေကတော့တန့်ရှင်းရေးသမားတရက်လုံးမှတရက်စားရတဲ့နေစားဘဝလေးပါငွေကြီးမပြည့်စုံခဲ့ပေမဲ့မက်ဆီကမိဘတွေကပေးတဲ့အချစ်တွေနှွေးထွေးမှုတွေနဲ့ဘဝကိုအကောင်းဆုံးရှင်သန်ခဲ့ရပြီးဒီလိုနှွေးထွေးတဲ့ချစ်ချင်းတွေကပဲမက်ဆီကိုအောင်မြင်မှုလမ်းကြောင်းအပေါ်တွန်းပို့ပေးခဲ့တာမက်ဆီဘောလုံးစကန်တာအသက်9နှစ်လောက်ကပါအသက်10နှစ်ကြာတော့သူ့အဖေနီးပြလုပ်တဲ့အာဂျင်တီးနားကအသင်း Newell's Old Boys မှာပါဝင်ကစားရင်းဘောလုံးသမားပေါက်စဘဝကိုစတင်ခဲ့တယ်တိတက်စတွေကအလုံးများတဲ့မိခင်ပါခင်နဲ့နားမှာမနေပဲအဖွားနဲ့နေခဲ့ရတယ်သူ့အဖွားကိုလည်းအရန်ချစ်တယ်ဒီလိုနဲ့အဲ့ဒီအဖွားဆုံးသွားတော့မက်ဆီအတော်လေးစိတ်ထိခိုက်သွားပြီးသူ့ရဲ့အိမ်မက်ဖြစ်တဲ့ဘောလုံးသမားဘဝကိုစွန့်လွတ်ပြီးတပတ်လောက်ပူဆွေးရှာတယ်ဒါကိုသူ့အဖေတိတော့မှပြန်တွန်းအားပေးရင်ဘောလုံးလောကကြီးတဲ့ကိုပြန်ဆွဲထည့်ခဲ့တာပါမက်ဆီလည်းသူ့အချစ်ဆုံးဖွားဂုံယူရအောင်အကောင်းဆုံးစူးစမ်းဖို့ကြံနေတော့ကံကြမ္မာဆိုးဝင်လာပါတယ်မက်ဆီမှာမွေးရပါဟော်မုန်းအားနည်းတဲ့ယောဂဖြစ်ပြီးတာမန်လူတွေလောက်မကြီးထွားတဲ့ပြဿနာတွေရှိလာတယ်ဒီယောဂကြောင့်သူ့ကိုဘယ်အသင်းကမှခေါ်မကစားချင်ခဲ့ပါဘူးဝိုင်းပြီးကျင်ကြတယ်ပယ်ထားကြတယ်လူကောင်သေးတော့နှိမ်ကြတယ်ယောဂဆိုးကြောင့်အိမ်မက်ကိုစွန့်လွတ်ရတော့မဲ့ချိန်ယောဂကူကုသဖို့လဲသူ့မိဘတွေကငွေကြီးမတက်နိုင်ပါဘူးနောက်ဆုံးမက်ဆီကလေးဘွားတွေကကစားနေတဲ့ဘောလုံးကလပ်ကသူ့ကိုစီးကူဖို့လာစားတွေကဖြတ်ပါဆိုတာတောင်ပယ်ချခဲ့တယ်လူတွေအကြောင်းကောင်းကောင်းနားလည်ခဲ့ရတဲ့မက်ဆီကိုကန်နီယာကပြန်ငဲ့ညာခဲ့ပါတယ်ငယ်ငယ်ရွယ်ရွယ်နဲ့ပါရမီလဲရှိတော်လဲတော်တဲ့မက်ဆီကိုဘာစီလိုနာအသင်းကသူ့ယောဂကိုလည်းကုပေးမယ်လာပြရတဲ့စိတ်တက်ကလည်းမက်ဆီကိုအထောက်ကူပြုခဲ့ပါတယ်အစပိုင်းမှာမက်ဆီကိုအငှားစာချုပ်နဲ့ခေါ်ခဲ့ပေမဲ့လနေငယ်ကြာတာနဲ့မက်ဆီကိုတရားဝင်စာချုပ်နဲ့လက်ရွေးစင်ကစားသမားဘဝကိုရှောက်လန်းခိုင်းနေတယ်ဒီလိုကြီးစိုးကြွေးတွေကြောင့်ပဲမက်ဆီရဲ့ဘောလုံးသမားဘဝကဘာစီလိုနာမှာပဲကုန်ဆုံးခဲ့တယ်အဲ့ဒီမှာကစားရင်ကမ္ဘာအတော်ဆုံးကစားသမားဘဝ Ballon d'Or 9 ဆုရွှေဖနက်6ခုရွှေဘောလုံးဆုတွေစပိန်လာလီဂါရဲ့ဂိုးသွင်းအများဆုံးဆု8ကြိမ်ပူပူနွေ့နွေ့ကမ္ဘာဖလားအပြင်တခြားသောဆုများစွာပိုင်ဆိုင်ထားပါတယ်လက်ရှိမှာလည်းကမ္ဘာအကြီးဆုံးကစားသမားစရင်ဝင်နေပြီးကြော်ကြားမှုအောင်မြင်မှုပတ်စံဆိုတာမလူကျင်တော့ဘူးဆိုရင်တောင်ရနေတော့မှာပါမက်ဆီရဲ့ဘဝမှာကြာရှုံးတယ်စ조사ပြီးတစ်ခါပြန်ထတယ်ခက်ကြရှုံးတယ်ပြန်စ조사တယ်ဘယ်နှခါကြာရှုံးပါစေသူ့ရဲ့စ조사မှုကနည်းနည်းလေးတောင်မလျှော့သွားဘူးယောဂကြောင့်ဝိုင်းပြီးပယ်ပစ်ထားတယ်စင်းရဲလုံးလို့ဆေးတောင်မကုနိုင်တဲ့ဘဝမျိုးကနေအခုတန်း400လောက်ချမ်းသာတဲ့မီလီယံနာကြီးဖြစ်နေပြီသူ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ပေးဆက်မှုလဲကြီးတယ်လို့ပြန်ရလိုက်တာကလည်းမကမဆပဲလောကကြီးကကံအမြဲလဲမစိုးနေတယ်လို့အမြဲလဲကောင်းမနေပါဘူးကြိုက်တဲ့လောက်လဲကြပါစေပြန်စ조사ပါပြန်ရုံးထွက်ပါကျွန်တော်တို့လည်းတစ်ချိန်မက်ဆီလိုလူမျိုးဖြစ်မလာဘူးလို့ဘယ်သူကမှကြိုတင်မခတ်မှန်းနိုင်ပါဘူးဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲအဆုံးထိကျွန်တော်နဲ့အတူကြည့်ရှုပေးခဲ့တဲ့ပရိသတ်ကြီးများအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Oh, from Lionel Messi. Messi inside.